ဘာပြောဟောဟုတ်ကဲ့မဟုတ်ကဲ့ဟုတ်ဂိမ်းဆောင်နော်ဒါပဲတော့မှာညညဟေးဟိုမင်းတင်ရလားဟိုငားမှာကွာခီးကောင်းမလို့ငါကြောက်တယ်ဖြစ်နေလို့ငါလည်းအပေါ်လိုက်ပြီပေါ့အာငါ့ရင်ကြောင်းလည်းမင်းသိတဲ့အတိုင်းပဲလေကွာငါ့ကိုဘဲမှာညာမိုင်းတယောက်တည်းအပြင်ပေးထွက်လို့လေဟာအေးဟုတ်သားပဲကွာဘောနေကူညီတောင်းကြည့်ဟုတ်တယ်ဟေးဟိုကူညီတောင်းရရှိလို့ဒီကငားမှာခီးကောင်းမှာကွာငါကြောက်တဲ့အိမ်မှာဖြစ်နေတယ်အပေါ်တယောက်တော့လိုက်ပြီပေါ့မင်းညအားရလို့ပါရမင်းခနဲ့လိုက်ခဲ့ပါလုံးနဲ့ဘွားလေးမှမင်းရုပ်ရင်သွားညိုချင်းက။ဩရုပ်ရင်ကြီးကဘာဖြစ်လဲကွာ။ရုပ်ရင်ကြီးငါ့ချီတာခဲ့ပေါ့မင်းကလည်းကိုယ်အိုင်ပွဲအေးဘာမှတ်ထားပါ။ဒါလည်းဘာမှလည်းအေးရဖို့တော့ သတိရထားတော့ဟဲ့အဲ့လိုမင်းလိုက်ခဲ့ဟဲ့ငါလည်းမရငါလည်းအဲ့ကောင်နော်မင်းကလည်းမင်းတို့ကလည်းကောင်းမှလည်းငါကိုဟုတ်လေပြောနေကြမှာလာနေပြီရောစကားပြောချင်းရှိတော့လက်တော့အဲ့လိုဟာလားအေးပါကွာသွားကြအေးဒါမင်းတို့လိုမဟုတ်တော့သွားကြစင်းနေပြင်းတနေယ်တင်ချင်းမင်းတယောက်ပဲကျန်တော့နော်လည်းမအားဘူးကွာရောစင်မပြေတော့ငါမင်းအိမ်မှာတယောက်တည်းကွာမင်းတို့ကလည်းဒီငယ်ချင်းလေးပဲရှာအားကိုမကိုအောင်အဲ့လိုကြာဟာအတော်ပဲလာထိုင်ပြည့်လို့ပါဟိုငါမှဒီညကွာခီးကောင်းဖို့တော့ပေါ်မရှိတော့ငါလည်းလိုက်ပြီနော်ကြားတယ်ကိုကြီးကအားလားဘာဖြစ်လို့လဲမအားပါလေဟောကလာမစင်းသားနေလိုက်ပြီရလိုက်ပြီဟာကျေးဇူးပဲဟဲ့အောင်ဒီနေ့ကဒီကောင်ကအားကိုးလို့ရအားရတော့ကွာတောင်းလာလာဟဲ့အောင်